ဟုတ်ကဲ့အားလုံးထိလောက်စားသောမြန်မာများခင်ဗျာအဲ့ဒီကိုကြော်စိုးဦးဆိုတဲ့ကောင်ပိုပြီးဆိုးနေတယ်နော်မေဟဲ့မေအခုကပါလဲဟိုသေးနဲ့ပါထပ်သေးနဲ့ပါမေသေးပေါက်ပြအောင်မဟုတ်လားအုတ်ကူတွေပေါ်မှာဟုတ်လားဟို PDF ဟိုတေဆုံးသွားတဲ့ PDF လူငယ်တွေရဲ့အုတ်ကူပေါ်မှာမေသေးနဲ့တော့ပန်းပြအောင်မေထပ်ပြောပြန်တယ်ငါကွာမေကိုတော်နော်မေပိုပြီးတော့မေဟိုမိုက်ရိုင်းလာတယ်နော်မေဒီလောက်ပြောနေတယ်မင်းနားမလဲဘူးနော်မေဒီလောက်ပြောလည်းမင်းနားမလဲဘူးမင်းတော့သွားပြီးဟဲ့အောင်နော်မင်းသွားပြီးမင်းရဲ့တပန်းကြောင်းနဲ့သွားပြီးဟဲ့အောင်မင်းအဲ့ဒါမင်းနားလဲလားတပန်းကြောင်းဆိုတာနော်ကိုကအမတန်ကောင်းနေတော်မှာဟုတ်လားငါတို့လိုဟုတ်လားသူတို့အခေါ်ဘောမပေါ့ဗျာနော်အဲ့ငါတို့လိုဘောမတွေကအမတန်ကောင်းနေတော်မှာဒီကောင်တွေကအထင်မှားတယ်နော်ငါဆိုရင်ဘလောက်ပဲငါဟုတ်လားဒေါအောင်ဆန်းစုကြည်ကိုဒီသတင်းစာထဲမှာဘာမှငါရေးခဲ့တာမဟုတ်ဘူးနော်မောင်ရင်းနှမလို့သူလွတ်မြောက်ဖို့မင်းကိုယ်နဲ့လွတ်မြောက်ဖို့ရေးခဲ့တယ်ဒါလည်းငါ့ကိုခုတည်းအထင်မှားနေတော့မယ်ငါဆိုဒေါအောင်ဆန်းစုကြည်ကိုသတင်းစာထဲမှာမမိုက်ရိုင်းရေးခဲ့တယ်တို့ကတော်တော်ကောင်းနေတော်မှဒီကောင်တွေကမကောင်းမှုမြင်နေတာသတင်းမားတွေထုတ်လို့အခုကမင်းကပေါ်တင်ကြီးကွာနော်ခုနေ့ကမင်းပုံငါစတွေ့တော့ငါ AI လို့တော့ထင်တာဒီကောင်မလုံးတော့ဘူးတော့ငါထင်တာအခုကမင်း AI လည်းမဟုတ်တော့ဘူးကွာနောက်မှ YouTube မှာပြပါညာဆိုတော့မင်းငါစမြင်တော့ငါ AI လို့ထင်တာမင်းတို့လုံးမှငါလုံးဝမထင်ဘူးကွာမင်းအခုခါသေးတဲ့ထပ်ပန်းပြအောင်မသေးထပ်ပေါက်ပြအောင်မင်းကြောက်တော်လွန်သွားပြီမင်းအခုမင်းကိုလည်းခေါ်တာလုံးဖို့ဆိုပြီးတော့ဟာငွေတွေစုဟာသိန်းတော့1000တို့1100တို့နောက်လို့သိန်း2000 3000တော့ဖြစ်ကုန်ပဲပတ်စံထဲတဲ့ကောင်တွေကလည်းထဲကြဘာတွေဖြစ်နေလဲမသိဘူးဗျာကျွန်တော်တို့လူမျိုးတွေပါကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒီပတ်စံကျော်စိုးဦးကိုတတ်ဖို့ပတ်စံပေးတဲ့ကောင်တွေကလည်းအဲ့ဒါခင်ဗျာလူတတ်မှုအားပေးကူညီရဆိုရင်အဲ့လူတတ်မှုပဲနော်ကြိုတင်ကြံစီတတ်တယ်ဆိုရင်အဲ့ဒါသေတံတိရှိတယ်နောက်ဒါဥပဒေပိုင်းကပြောတာနောက်ပြီးလောက်လည်းမလောက်ကောင်းဘူးဗျလူတယောက်ကိုဟုတ်လားသူဒီအုတ်ကူတွေသေးလက်ဆောက်ပါတာလေဟာလားဖဏနဲ့လိုက်ကွာလောက်တာနဲ့သူ့ကိုသေးတာပေးကြတယ်ကျွန်တော်ပြောပြီးအခုအဲ့ဒီသတ်မဲ့ဖွဲ့တစ်ဖွဲ့ပတ်စံနဲ့အလူခံညနောက်တော့အဲ့ဒီပတ်စံတွေဘယ်ရောက်လို့ရောက်မှမသိအဲ့ဒီပတ်စံပေးတဲ့ကောင်တွေကလည်းအပြစ်ရှိနေတယ်အပြစ်ကြီးနေတယ်ခင်ဗျားတို့စိတ်ဓာတ်တွေတော့ညကြလားအဲ့ပတ်စံတက်ခါတဲ့ကောင်လည်းစိတ်ဓာတ်အောက်တန်းကြကြော်စိုးဦးလည်းစိတ်ဓာတ်အောက်တန်းကြဒီကြားတဲ့ဘယ်သူမှလည်းထွက်မပြောအစိုးရလည်းဘာလုပ်နေလဲအဲ့ဒီနိုင်ငံရေးပါတီရောဘာလုပ်နေလဲခင်ဗျားတို့ပြောရမှာဒီကိစ္စတိုင်းပြည်မှာအခုဖြစ်နေတာဟိုလေးကြောနော်နိုင်ငံခြားသတင်းဌာနတွေပေါက်ကုန်ပြီဒီကောင်လောက်တာကျွန်တော်တိုင်းပြည်ကအမနာစုပ်ပဲအမနာတိုင်းပြည်ရဲ့ဂုဏ်သိက္ခာလည်းကြားတယ်ဗျာအဲ့ဒါမှနိုင်ငံတော်အကြီးညိုပြည့်စုံမှုခင်ဗျားတို့ဆိုရခေါင်းဆောင်တွေဆဲရနိုင်ငံတော်အကြီးညိုပြည့်စုံမှုမဟုတ်ဘူးဒီကျော်စိုးဦးကလုံနေတာဒီကျွန်တော်တို့တိုင်းပြည်ရဲ့ကိုကျွန်တော်တို့နိုင်ငံတော်ကိုသမားတဲ့အကြီးညိုပြည့်စေတယ်အဲ့ဒါနိုင်ငံတော်အကြီးညိုပြည့်စေမှုခေါ်တယ်နားလဲလားဘယ်တော့နားမလဲဘူးလားအစိုးရဘိုင်းတွေရောနိုင်ငံရေးပါတီတွေရောနိုင်ငံရေးပါတီတွေဘာအထွက်မပြောဘူးခင်ဗျားတို့ဘာခင်ဗျားမဲရဖို့ခင်ဗျားနိုင်ဖို့ခင်ဗျားသိလားအဲ့ကျော်စိုးဦးလောက်နေတဲ့နိုင်ငံတော်အကြီးညိုပြည့်စေတယ်ဟိုကောင်နဲ့ကျော်စိုးဦးကိုတတ်မဲ့ကောင်နဲ့လည်းအဲ့ဒါလည်းလူသားမှုကျွန်တော်လူတွေဘယ်တော့စိတ်ဓာတ်အောက်တန်းကြဆိုပေါ်ပြသွားပြီဒီတိုင်းပြည်ဒီလိုလူတွေဒီလို education ဒီလိုပညာမရှိတဲ့ကောင်တိုင်းပြည်မပြတ်ပဲခံနိုင်မှာဒါမျိုးဘယ်သူထွက်ထိန်ရမှာဒါမျိုးအမဆုတို့လိုလူမျိုးပဲထွက်ထိန်နိုင်မှာခင်ဗျားနိုင်ငံရေးပါတီရဲ့ဘာထိန်နိုင်လဲဘာပြောလဲဘူးတခုမှမတွေ့ဘူးအစိုးရဘိုင်းကတော့ဘာလို့မှမသိဘူးကျွန်တော်နော်အစိုးရဘိုင်းအဲ့ကျော်စိုးဦးပါအေးအေးယူနိုင်ငံတော်အကြီးညိုပြည့်စုံမှုနဲ့အေးအေးယူကျွန်တော်လူတယောက်ထောင်ကျစေချင်တာတော့မဟုတ်တော်လွန်သွားပြီဒီကောင်လောက်တာအခုကျွန်တော်နိုင်ငံမှာကဘာမှာနာမည်ပြတ်နေပြီပဲနဲ့လေဒီတင်းကျဲအုပ်ကူတွေကိုလိုက်လျှောက်ပြီးခြေနဲ့ကန်သေးတဲ့လိုက်ပန်းဆိုခင်ဗျာတွေ့လည်းမတွေ့ကဘာပေါ်မှာလည်းမရှိဘူးမင်းတို့ဟစ်တလာတော့အဲ့လိုမလုပ်ဘူးဟစ်တလာတော့သူ့ကြံသူရဲ့တင်းကျဲမှာအဲ့လိုမလုပ်ဘူးစောင့်ဘယ်လူမျိုးမှမလုပ်ဘူးဒါမျိုးဒီအလုပ်မျိုးဘယ်နဲ့အယိုးစုသူ့ဟာသူအေးစစ်စစ်ဟောတာသူ့ဟာသူ့ဘဝပြီးသွားပြီဒီအယိုးစုပုံကြီးကိုသွားပြီးတော့လုံနေတယ်သူလည်းဘာမှထပြောနိုင်တော့မဟုတ်
အဲ့တော့မြန်မာလူမျိုးရဲ့မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာတွေကြဆင်းကုန်ပြီဒီကောင်တွေလုံနေတာကျော်စိုးဦးလုံနေတာအဲ့ဒါနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုခေါ်တယ်ခင်ဗျားတို့ဆဲတာနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုမဟုတ်ဘူးခင်ဗျားတို့အစိုးရကောင်းဆောင်ဆိုတာနိုင်ငံသားပဲနိုင်ငံသားအချင်းချင်းဆဲတယ်ဆိုတာဆဲမှုပဲရှိတယ်တရားရုံးမှာဆဲမှုဆိုတာဒဏ်ငွေနဲ့ပြီးတယ်အဲ့တော့ကျတော့1020ချကျွန်တော်လည်းကြားခံခဲ့ရပြီး1020ပုံမှန်9နှစ်ကျွန်တော်ချခဲ့တယ်NLD ဆိုရလက်ထက်ကဒေါ်စန်းစုကြည်ကိုပြောတယ်ဆိုလို့အဲ့နိုင်ငံတော်ကြီးချိုပြည့်စုံမှုမဟုတ်ဘူးကိုယ်နိုင်ငံတော်ကိုတမ ्या ကနိုင်ငံတော်ကိုဂုံတိတ်ခါကြဆင်းအောင်ပြောတာမှနိုင်ငံတော်အကြီးညိုပြည့်စုံမှုအဲ့ကျော်စိုးနိုင်ငံတော်အကြီးညိုပြည့်စုံမှုနဲ့ဖမ်းမရဘူးဖမ်းနေပြီအဲ့ဆိုကဖမ်းမဖမ်းလည်းကျွန်တော်ပဲလာဖမ်းရတော့စိတ်ကုန်သွားပြီအဲ့ဒီနိုင်ငံရေးပါတီထွက်မပြောအဲ့ဒီကျော်စိုးဦးသတ်ခိုင်းတဲ့ကောင်တွေကလည်းတော်တော်အလွန်နဲ့ခဏဒါသတ်เสียလားပတ်စံနေစုနောက်ခဏပတ်စံအဲ့ပတ်စံဘာလို့အောင်မလဲခင်ဗျားတို့ခဏထဲဖို့လားကျွန်တော်မဆဲရင်တော့အကောင်လောက်ဆဲကျင်နေတာအဲ့ဒါပတ်စံလိုက်ချောင်းမထဲနဲ့အဲ့ဒါလူသားမှုအားပေးရဆိုတာအဲ့ဒါလူသားမှုနဲ့တူတူပဲကျော်စိုးဦးတကယ်လို့သေသွားအဲ့ပတ်စံထဲတဲ့ကောင်တွေအကောင်လုံးဥပဒေနဲ့ပြောတေးတာကြကုန်ပါအခုလည်းလူသားမှုအားပေးကူညီမှုတွေဖြစ်နေတယ်အဲ့လောလောဆယ်ကျော်စိုးဦးနိုင်ငံတော်ကြီးညိုပြည့်စုံမှုနဲ့ဖန်ဒီကောင်လောက်တာအခုဟုတ်လားကမ္ဘာမီဒီယာမှာအခုကိုရာဖြစ်ပြီးတော့ရောက်ကုန်ပြီဒီသတင်းတွေကဟုတ်လားသူတို့ကတော့ဒါတော်လာရေးဘာညာတွေကိုဟုတ်လားကြားဆိုပါလူတွေကိုဒီလိုအုပ်ကူတွေကိုလိုက်ဖြစ်နေတာတို့ဟုတ်လားလိုက်ပြီးစော်ကားနေတာကိုသိတဲ့ပန်းတာတို့ဆိုတော့ကျွန်တော်နိုင်ငံဂုံတိတ်ခါကြဆင်းတယ်ဗျာကျွန်တော်နိုင်ငံတော်ကိုသမားအကြည့်ညိုပြက်စေတယ်ဖတ်ကျော်စိုးဦးဖတ်အဲ့ဒီငွေထဲတဲ့ကောင်တွေလည်းဖတ်ကျော်စိုးဦးတတ်ခိုင်းတဲ့ကောင်တွေလည်းဖတ်အကောင်လုံးဖတ်အားလုံးတွေဗျာအဲ့နိုင်ငံရေးပါတီတွေကျွန်တော်လုံးအားမရဘူးအစိုးရရောဘာလုပ်နေလဲမသိဘူးအစိုးရမှာတော့အစီအစဉ်ရှိချင်လည်းရှိမယ်ဘယ်လိုပဲဒီလောက်ပဲဗျာ